ခပ်ကိုဖုန်းနဲ့အသုံးပြုတဲ့အခါမြန်မာစာမှန်တဲ့ပြဿနာကို10မိနစ်အတွင်းဖြေရှင်းပေးပါမယ်။အရင်ဆုံးကျမတို့ရဲ့ဖုန်းထဲမှာဇာတ်ဖောင်ရှိနေဖို့လိုပါတယ်။ဇာတ်ဖောင်မရှိသေးဘူးဆိုလို့ရှိရင်တော့ Play Store ထဲမှာအရင်သွား download လိုက်ပါ။ကျမတော့ download ပြီးသားဖြစ်တဲ့အတွက်ကြောင့်တစ်ခါရတန်းဝင်ရုံပဲပေါ့နော်။ဒီအပေါ် search bar လေးထဲမှာBURMA ဒီဘာမှဖောက်ပေါ့နော်အဲ့ဒါလေးဝင်လိုက်မယ်ကျမတော့ဒေါင်းထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီအမှန်ချစ်လေးပေါ်နေတာပေါ့နော်တကယ်လို့မဒေါင်းရသေးဘူးဆိုလို့ရှိရင်လည်းရင်ဆုံးဒေါင်းလိုက်ပါအမှန်ချစ်လေးဖြစ်သွားရင်ရပါပြီအဲ့ဒါပြီးသွားရင်ကျမတို့ခပ်တဲကိုသွားမယ်ပေါ့နော်ကိုလုံးမဲ့ဗီဒီယိုကိုရင်ခေါ်လိုက်မယ်ကျမပုံနဲ့လုပ်ပြမှာဖြစ်တဲ့အတွက်ကြောင့်ရင်ဆုံးပုံယူလိုက်မယ်ပြီးတော့ရင် edit ထပ်ထဲကိုသွားမယ်စာတန်းလေးရလူမျိုးမမှန်နေဘူးပေါ့နော်အဲ့ဆိုလို့ရှိရင်ကျမတို့က font ထဲကိုရင်ဝင်လိုက်မယ် font ထဲကနေပြီးတော့ကျမတို့ဒီလိုမျိုးရှေ့တိုးလိုက်တဲ့ခါကျရင် my font ထဲဝင်လိုက်မယ် my font ထဲမှာကျမတို့ဒီမှာဘာမှ font ကတခါရဲတွင်းထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာပေါ်နေရပေါ့နော်တကယ်လို့မပေါ်နေဘူးဆိုလို့ရှိရင်ကျမတို့ adapt ထဲဝင်လိုက်မယ်အဲ့ကနေပြီးတော့ my font ထဲကိုဝင်လိုက်မယ်ဒီမှာဆိုလို့ရှိရင်တန်းပေါ်တယ်ပေါ့နော်တကယ်လို့မပေါ်နေဘူးဆိုလို့ရှိရင်လည်းအပေါ်ကမြန်မာရဲ့ဘေးနားလေးကမြင်းသုံးချောင်းနဲ့ဝင်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျမတို့ကဒီစာတန်းမမှန်နေတဲ့ဟာကိုဘာမှ font နဲ့နှိပ်လိုက်မယ်ပေါ့နော်အဲ့ဆိုစာတန်းလေးကမှန်သွားပါပြီအခုလိုရှင်းပြပေးသွားတာနားလည်မယ်လို့ပြောလင့်ပါတယ်မရှင်းလင်းတာသိချင်တာများရှိလို့ရှိရင် comment မှာမေးလို့ရပါတယ်နော်